champions. Istanbul is calling For the fifth Conference League game in a row. မြန်မာဂိုးပရိသတ်များအားလုံးပဲမင်္ဂလာညဒီကိန်းမှာကျွန်တော်တို့ကအာဆင်နယ်ချန်ပီယံလိရမယ့်နှစ်ပရီးမီးယားလိအသင်းရဲ့ခက်လာဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မြန်မာလေရေးစဉ်ကစားသမားဟောင်းနဲ့ဖြစ်တဲ့အန်တော်ရီယူနိုက်တက်အသင်းရဲ့နီးပြချုပ်ကိုမျိုးမင်းထုံးတဲ့သူသုံးသက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ညအကိုကြီးမင်္ဂလာပါ မင်္ဂလာပါ အဲ့တော့ဒီနှစ်ကတော့ထူးထူးဆန်းဆန်းဆိုတော့ပဲဒီအာဆင်နယ်ကလည်းချန်ပီယံလိဖိုင်နယ်ကိုရောက်တယ်ပရီးမီးယားလိအသင်း3နှစ်ထိပေါ့နော်ယူရိုပါလိမှာဆိုရင် Aston Villa Conference League Final မှာဆိုရင်ဒီ Crystal Palace တင်းတွေကဒီ Final ကိုတက်ရောက်ခဲ့ပါတော့အဲ့တော့ဒီနှစ်မှာဒီ Premier League အသင်းတွေရဲ့ခက်ဖြစ်လာနေတဲ့အကိုပထမဆုံးပြောပြပါအောင်ဗျ ဒီနှစ်ကတော့ဒါပြောမယ်ဆိုရင်တော့ true ကြပါတော့เนาะဒီအင်္ဂလန်ပရီးမီးယားလိအသင်း3သင်းလုံးက finally တက်ခဲ့တယ်ဒီယူရိုပါလိမှာဆိုရင်လည်း Aston Villa နဲ့ Nottingham Forest ဆိုတာအင်္ဂလန်အသင်း2သင်း semi final မှာထိပ်တိုက်တွေ့ခဲ့တယ်เนาะအဲ့ချိန်မှာ Arsenal ကလည်းเนาะတကယ်เนาะအသလေးကိုကြော်ဖြတ်ပြီးတော့ final တက်ခဲ့တယ်ဒီ Aston Villa ရဲ့ယူရိုပါလိမှာ final တက်ခဲ့တယ်เนาะဒီ Conference League မှာဆိုလည်း Crystal Palace ဆိုတာအင်္ဂလန်ရဲ့နှစ်လို့တော့ပြောလို့ရတာမပြောလို့မရတယ်နှစ်လို့ပြောတာအရင်တော့ဆိုကြုံခဲ့ဘူးတာ all English final all Spanish final အဲ့ဒါတွေပဲကြုံခဲ့ပါဒီနေ့မှကျတော့ true ကြကြဥရောပပြိုင်ပွဲ3ခုလုံးမှာအင်္ဂလန်သင်းတွေကတကယ်ကို final ထိတက်ခဲ့တာအင်္ဂလန်ရဲ့နှစ်လို့မပြောလို့မရတယ်ဖြစ်ပါ true ကြစဉ်ဒီကျွန်တော်တို့ဒီ Champion League မှာဆိုရင်နောက်တစ်ဆင့် slot အရင်တော့ဆို 4 slot ပဲရအခုဆိုရင်5 slot တိတောင်ရတဲ့အနေထားတိတောင်ရှိခဲ့တာဒါတော့အင်္ဂလန်နှစ်ပါပဲ ဟုတ်ကဲ့ပါကိုအဲ့တော့ဒီအသင်းတွေတောင်းနေတဲ့မှာဆိုရင် Arsenal ဆိုရင်လည်းတကယ်တော့နော်ဒီ Champions League မှာရှုံးမမရှိဘဲနဲ့ခြေတက်နေတာတွေ့ရပါအဲ့တော့သူကဒီ final မှာဆိုရင်ဒီ PSG အသင်းနဲ့တွေ့ရမယ်အဲ့တော့ Arsenal အသင်းကဒီ PSG အသင်းကပေါ့နော် Arsenal အသင်းထပ်ပို့ပြီးတော့ဒီ Champions League အတွေ့အကြုံတွေပိုများတယ်ပြီးတော့လက်ရှိ Champion လည်းဖြစ်တယ်ပေါ့အဲ့တော့ဒီ Champion League သမိုင်းတစ်လျှောက်ကိုပြန်ကြည့်မယ်ဆိုရင်ကိုရဲ့ဒီနှစ်ဆက်ပေါ့နော် Champion စုရတဲ့အသင်းတွေကရှားပါတယ်နောက်ဆုံးရခဲ့တာ Real အသင်းဖြစ်တယ်အဲ့တော့ကိုဒီ PSG အသင်းကဒီလက်ရှိအချိန်မှာလက်ရှိရာဒီ Champion League မှာရှုံးပွဲမရှိဖြတ်တန်းနေတဲ့ Arsenal အသင်းကိုကြော်ဖြတ်ပြီးတော့နှစ်ဆက် Champion ဖြစ်နိုင်မယ်လို့ကိုထင်လားဗျ ပြောမယ်ဆိုရင်တော့နှစ်သင်းလုံးကတကယ်ကိုကောင်းတဲ့အသင်းတော့ဘာလို့လဲဆိုတော့တကယ်ကိုခက်ခဲတဲ့ဒီဂျာမန်ဘလူးကိုလည်းကြော်ဖြတ်ခဲ့တဲ့အသင်းเนาะ PSG เนาะဒီတော်တို့ကလည်းဒီစပိန်ကိုဒီအက်တလီကိုတကယ်ကိုဒီဆီမြူနီရဲ့တကယ်ကိုနီစတစ်ကျွမ်းကျင်ပိုင်နိုင်တဲ့အသင်းကိုကြော်ဖြတ်ခဲ့အာဆင်နယ်ကလည်းတကယ်ကိုဒီ final မှာတကယ်ကိုကြည့်ကောင်းမဲ့ပြည်သက်တွေကိုဒီကမ္ဘာဘောလုံးပြည်သက်တွေကိုရတာအပြည့်ဟောပေးနိုင်မယ်ပွဲလို့လည်းပြောလို့ရတယ်ဆိုတော့ငါကြီးပြောတဲ့ခါကိုပြန်ပြီးပြောရမယ်ဆိုရင်တော့ဒီနေ့မှလည်းဒီ Luis Enrique ရဲ့ PSG ကိုပြန်ပြီးကြည့်မယ်ဆိုရင်သူကပြည်တွင်းဖလားလဲစောစောစီစီရခဲ့ပြီးသွားတယ်သူရဲ့ဒီလူဖွဲ့စည်းမှုကလည်းတကယ်ကိုကြစ်လစ်ခိုင်ပါနောက်တန်းကောအလေတန်းကောအရှိတန်းကောကတကယ်ကိုကောင်းမွန်တဲ့အသင်းဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းအာဆင်နယ်အသင်းဖြစ်တယ်အာဆင်နယ်ကလည်းချန်ပီယံလိတစ်ချိန်မှတော့မရဘူးဒါပေမဲ့ final ကို2006တုန်းကတစ်ချိန်ပဲတစ်ခါရောက်ရှိခဲ့ဘူးအဲ့တုန်းကလည်းဒီဘာစီလိုနာနဲ့เนาะတယောက်ထုတ်ခံ2006တော့တယောက်ထုတ်ခံတယ်ဒီကိုသမား၄မန်းအထုတ်ခံလိုက်ရတော့10ယောက်17ယောက်နဲ့ဆိုကင်ဘေးရဲ့ဘိုးနဲ့ခေါင်းတိုက်ကိုနဲ့ဥဆောင်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းကျတော့လည်းရှုံးနေသွားတယ်ပေါ့နော်အဲ့ဒီကချန်ပီယံလိဖိုင်နယ်ကိုတော်တော်လေးကိုဝေးကွာခဲ့တယ်ဒီနှစ်တော့ပြန်ပြီးတော့ဒီ20နောက်ပိုင်းမှာဒါပထမဆုံးချန်ပီယံလိဖိုင်နယ်ကိုပြန်ပြီးတော့ရောက်ခဲ့တယ်ဒီနှစ်သင်းပြန်တွေ့မဲ့အချိန်မှာဆိုတော့ကျွန်တော်တော့အာဆင်နယ်ကိုပို့ပြီးတော့ကြိုက်မိတယ်ဘာလို့ကိုတိုင်းလည်းအာဆင်နယ်ကိုကြိုက်တယ်ဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်လိုက်ဒီနောက်တန်းကလည်းတကယ်ကိုဟာကီမီတို့နူနိုမန်ဒက်ဆိုเนาะတကယ်ကိုကောင်းခဲ့မာကွင်းဟိုဆိုရเนาะမာကွင်းဟိုရဲ့ဥဆောင်တဲ့နောက်တန်းရဲ့ဒီအရှိမတကယ်ကိုလည်းဒမ်ဘီလီတို့လိုဒီဟိုတကယ်ကိုအစင်းမြင့်တဲ့တကယ်ကိုကောင်းတဲ့တိုက်စစ်တွေလည်းရှိတဲ့ခါကျတော့ဒါကိုလည်းပို့ထားလို့မရအောင်ဒါပေမဲ့အာဆင်နယ်ကိုပြန်ကြည့်မယ်ဆိုအာဆင်နယ်ကချန်ပီယံလိမှာကောဒီပရီးမီးယားလိမှာတကယ်ကိုကောင်းမွန်တဲ့ခံစစ်လို့ပြောလို့ရကျွန်တော်တော့သိကြပါတယ်အာဆင်နယ်ကိုပို့ပြီးတော့ကြိုက်မိတယ် ဟုတ်ကဲ့ပါအဲ့တော့ Arsenal နဲ့ PSG အသင်းကတော့ဒီတင်စားမှုတွေရှိအောင်နော် Arsenal ကိုဒီ Champions League မှာခံစစ်ဘီရင်ဆိုပြီးတော့တင်စားတယ် PSG အသင်းကိုတော့ကျွန်တော်တိုက်စစ်ဘီရင်ဆိုပြီးတော့တင်စားနေကြပါအဲ့တော့ဒါပေမဲ့ဒီနှစ်သင်းကြားမှာကျွန်တော်တူညီမှုတစ်ခုကိုသွားတွေ့ပါတယ်ဗာလဲဆိုတော့ဒီနှစ်သင်းကဒီကစားသမားတွေပြီးတော့ဒီကျယ်ဝန်းကစားသမားတွေအများကြီးစုဖွဲ့ထားတယ်ပြီးတော့ဒီအသင်းမှာဒီတယောက်နဲ့တယောက်ဒီပေးဆက်လို့လဲဆိုတယောက်အသင်းသားတွေကြားထဲမှာတန်းတန်းပေါ့နော်တယောက်တော့တယောက်တိုက်ခိုက်လို့ဆိုဒီအသင်းအတွက်စေတနာအပြည့်နဲ့ပြီးတော့နီးပြအာတီတာနဲ့ Luis Enrique တို့နှစ်ယောက်စလုံးကဒီကစားသမားတွေကိုစိတ်သက်နှုံးဆောင်နိုင်မှုစောင်းအားရအရန်ကောင်းတာတွေ့ရပါတယ်သူတို့အသင်းတွေကဒီခံစစ်ပင်နဲ့တိုက်စစ်ပင်ဆိုပြီးတော့ကွဲပြားခြားနားမှုတွေရှိနေဒီနှစ်သင်းကြားမှာတူညီတဲ့အရာတစ်ခုကဘာလဲဆိုတော့ပြင်းထန်တဲ့တိုက်ပွဲနဲ့စိတ်ဓာတ်နဲ့ဒီ togetherness ပေါ့နော်အခုတကွာတည်ရှိမှုနဲ့ဒီ Champions League Final တက်ခဲ့တော့ကျွန်တော်ထဲမှာဟုတ်ကဲ့ပါအဲ့တော့ကျွန်တော် Arsenal ကဒီ2006ခုနှစ်တော့ပထမဆုံး Champions League Final ရောက်တယ်2004ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ် Premier League Champions League ကိုရဖို့လည်းနီးစပ်နေပြီเนาะတေချာတော့ရှိနေပါအဲ့တော့ Arsenal အသင်းကဒီလို Champions League အိမ်မက်တွေကိုနီးပြအာတီတာလက်ထက်ကြမှာ
ပြန်ပြီးတော့အကောင့်ထဲပေါ်လာပေါ့ကွာအဲ့တော့အကိုကလည်းဒီလက်ရှိချိန်မှာဒီနီးပြတယောက်လည်းဖြစ်နေဒီအာတီတာရဲ့ဒီနီးပြကနေအာတီတာရဲ့ခေါင်းဆောင်မှုစွမ်းရည်ကြောင်းအကိုတောင်းတပေးပါအောင်ဗျာအာတီတာကိုဘာလို့သဘောကျလဲဆိုတော့ကျွန်တော်တို့ဒီအာတီတာကိုမပြောခင်ကျွန်တော်အာဆင်နယ်အကြောင်းအရင်ပြောရတယ်ဘာလို့အာဆင်နယ်ကအရင်တော့ဒီအာဆင်ဝင်းကလက်ထက်မှာဆိုရင်သူကချန်ပီယံလိတွေပါသူကတိတ်မဝင်စားဘူးကြီးလေးကြီးထဲမှာပါရမယ် FA ကလောက်ယူလိုက်မယ်ဒါကာလင်ဖလာလောက်ယူလိုက်မယ်ပြီးရင်စီးပွားရှာတဲ့အသင်းပေါ့ဒါပေမဲ့ကစားမှုကကြတော့တကယ်ကိုဆွဲဆောင်တဲ့အသင်းဖြစ်လို့ကျွန်တော်အင်္ဂလန်ပရီးမီးယားလိတွေမှာဆိုရင်အာဆင်နယ်ကတကယ်ကို entertainment ပေးနိုင်တဲ့အသင်းဆိုပြီးကျွန်တော်တို့အားပေးခဲ့တာအရင်တော့အင်္ဂလန်အသင်းတွေကကန်တင်ပြေးတက်ပဲကန်တင်ပြေးပြီးကစားခဲ့ကြတယ်အဲ့ဂျားထဲမှာမှအာဆင်ဝင်းကရဲ့အာဆင်နယ်အသင်းကတကယ်ကိုလှပတဲ့ညံ့ညောတဲ့အမှုပညာဆရာပေးသက်ကို entertainment ပေးနိုင်တဲ့အသင်းဆိုပြီးတော့ကျွန်တော်တို့အားပေးခဲ့ကျွန်တော်ဆို2000နှစ်ထဲအောင်အားပေးခဲ့အာဆင်ဝင်းကထွက်သွားတဲ့နောက်ပိုင်းမှာဦးနိုင်အမ်ရီတို့ဘာတို့ရောက်လာတဲ့ခါကျတော့ကျွန်တော်တို့ကအာဆင်နယ်တိတ်တဘောမတွေ့တော့မတွေ့တဲ့အချိန်မှာအာဒီတာကိုပထမဆုံးသူတို့စားခန့်တယ်အာဒီတာကိုသူတို့ယုံကြည်မှုပေးတယ်အဲ့မှာအာဆင်နယ်ကြောင့်ဘာလို့ပြောချင်လဲဆိုအာဒီတာကိုသူတို့အချိန်တစ်ခုပေးတယ်ဟုတ်ကဲ့ပါရှင်တော့ဒီပြတယောက်ရလက်ကောင်းထုတ်ရလက်ဆိုတော့ဒါမှအာဒီတာဆိုဒီနေ့ဆိုရင်ဒါ6နှစ်ဟုတ်ကဲ့ပါဒီနေ့နဲ့ဆို6နှစ်ရှိနော်6နှစ်ရှိပါသူ့အချိန်တစ်ခုပေးခဲ့တယ်လုံလောက်တဲ့အချိန်တစ်ခုလည်းရောက်ခဲ့တယ်ဒါပေမဲ့ချန်ပီယံဖြစ်မလို့ချန်ပီယံဖြစ်မချန်ဒုတိယစီသူလူနဲ့ကြီးပဲအဆုံးသတ်ခဲ့တာကြီးလည်းပြားနေဒီနေ့မှအာဒီတာနဲ့အာဆင်နယ်ချန်ပီယံမဖြစ်ဘူးဆိုရင်တော့ဒါကနှစ်ဦးသဘောတူလမ်းခွဲဖို့တော့လိုတယ်ဒါပေမဲ့တေးကြတာတခုကတော့အာဆင်နယ်နဲ့အာဒီတာဒီနေ့မှတကယ်ကိုချန်ပီယံဖြစ်ဖို့များတယ်ပေါ့နော်ပရီးမီးယားလိမှာလည်းဖြစ်နိုင်ခြင်းအများဆုံးဖြစ်သွားပြီချန်ပီယံလိဆိုရင်လည်းလုံးဝကျွန်တော်တို့ကတော့ကျွန်တော်တို့ပြောမယ်ဆိုတော့ချန်ပီယံလိရောပရီးမီးယားလိရောရမယ်လို့ယုံကြည်တယ်အဲ့တော့အာဆင်နယ်နဲ့အာဒီတာကဒီနှစ်မှာတော့ဘယ်လိုပြောမလဲအာဆင်နယ်လက်ထက်မှာကျွန်တော်တို့အာဒီတာလက်ထက်မှာပေါ့ကျွန်တော်အရင်တော့အာဆင်ဝင်ကတော့လို့မမြင်ရခင်မဲ့အာဆင်ဝင်ကနီးပါတော့တကယ်ကို entertainment ပေးနိုင်တဲ့ကစားမှုမျိုးပြန်တွေးရတော့ပြည်သက်တယောက်နေတကယ်ကိုကျင့်တတ်မိပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကိုဒီအသင်းကဒီ2004ပေါ့နော်2004တော့ Invincible ရှုံးပွဲမရှိ Premier League Champion ဖြစ်ခဲ့တယ်ဒီအသင်းကတကယ်လို့များကိုခုနပြောသလိုပါပဲဒီ Champion League ကို Premier League Champion ဆုကိုတော့နှစ်ခုလုံးတင်ပိုက်နိုင်မယ်ဆိုဒီအသင်းက Arsene Wenger ရဲ့ဒီ2004 Invincible Season က Arsenal အသင်းတက်ပို့ပြီးတော့ကောင်းတယ်လို့ကိုထင်မိလားဒီနှစ်သင်းကြောင့်တော့ကစ်တရောမတူဘူးပေါ့ကွယ်ဒါနဲ့ဒါတော့ဒီအကောပရိသတ်တယောက်နဲ့တင်းတင်းကြမှာပေါ့နော်2004အာဆင်နယ်တင်းနဲ့လက်ရှိ2026အာဆင်နယ်တင်းပေါ့ဘယ်တင်းကိုပို့ပြီးတော့သဘောကျမိလဲဗျကျွန်တော်တူးရဲ့အမြင်ကပြောမယ်ဆိုရင်2004မဟုတ်ဘူးကျွန်တော်တို့အာဆင်ဝင်းကလက်ထက်ကဒီပရီးမီးယားလိကစားဟန်ရဲ့ဒါပေမဲ့ချန်ပီယံလိတော့မရခဲ့ဘူးဟိုကျွန်တော်ပြောမယ်ဆိုပရီးမီးယားလိရခဲ့တယ်ဒီရှုံးဝဲမရှိစံချိန်နဲ့ရခဲ့တယ်ဒါပေမဲ့ဘာလို့သဘောကျဆိုအာဆင်ဝင်းကလက်ထက်တုန်းကကစားမှုကစားဟန်ကိုပို့ပြီးသဘောကျဘာလို့ဆိုတော့ Reals တို့Onry တို့နောက်တန်းမှာဆိုစုပ်ကွင်းပဲတို့လိုကိုတိုရီတို့เนาะဒါနောက်တန်းမှာဆိုရင်ကိုသမားဆိုရင်လေမန်တို့စီမင်းတို့အဲ့လောက်ထိကျွန်တော်တို့ကစပြီးတော့ကြည့်ခဲ့ဒါပေမဲ့အဲ့တုန်းကရသက်ပေးနိုင်တာကိုအခုမမီသေးဘူးလို့တော့ခံစားဒါတော့တယောက်အမြင်ချင်းမတူနိုင်ပါဘူးကျွန်တော်တယောက်ရဲ့personal အမြင်ကိုကျွန်တော်ပြောပြအဲ့တော့ Inri တို့ Vito တို့ရဲ့ဆွမ်းအားတွေမှာ Robert တို့ဒီဘက်က Pires တို့ရဲ့ပြည်သက်ကိုဖြောပြနိုင်တဲ့ဆိုဖီယာရာကျွန်တော်ဒီခေတ်မှာဘီယာပေါ်လို့ရှိရင် ranking တို့ဘီယာတို့ဘီယာတော့တနစ်တပွဲကိုအနီကဒီကနေ့ထုတ်ခံနေရဟုတ်တယ်ကိုပြောကျွန်တော်တူတဲ့မြာဆိုရင်တော့ဟို2004တုန်းကအာဆင်နယ်ပို့ပြီးသဘောကျမှာယူရတယ်ဟုတ်ကဲ့ပါကိုအဲ့တော့အာဆင်နယ်အသင်းကလက်ရှိအချိန်မှာဒီအခုခုနပြောလို့ပဲ2004ဒီ Invincible Season အသင်းကတကယ်တန်တာကြီးလဲဆန်တယ်ဒါပေမဲ့ဒီပစ်ချက်လေးခုနေနေတော့ဒီ Champion League မရဘူးရှိရပါဘူးဒါပေမဲ့ဒီအသင်းကဒီအာဆင်ဝင်းကအသင်းကကိုခုနပြောလို့ပါတယ်ဒီတမိုင်းတစ်လျှောက်ပြင်းပြတမိုင်းတစ်လျှောက်ဖြော်ပြမှုပေးနိုင်တော့အသင်းဖြစ်တယ်ကစားပုံကဆွဲဆောင်မှုရှိတယ်ကစားသမားတွေကစိတ်သက်ပြင်းပြအခုချိန်မှာဒီအာတီတာရဲ့အာဆင်နယ်အသင်းကတော့ကစားပုံကနည်းနည်းလေးတော့ဆွဲဆောင်မှုမရှိဘူးအချို့အာဆင်နယ်ပရိသတ်တွေကိုယ်တိုင်အာဆင်နယ်ဒီခံစစ်ကိုဦးစားပေးကစားပုံစံပေါ့နော်အားမလို့အားများဖြစ်တာလည်းရှိပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါအခုချိန်မှာအာဆင်နယ်ကအောင်ပွဲရလက်တကန်းကိုရောက်နေပြီအဲ့တော့အာဆင်နယ်အသင်းကဒီချန်ပီယံလိချန်ပီယံလည်းဖြစ်နိုင်နေရှိနေပြီးနောက်ချန်ပီယံဆုတွေရဖို့နီးစပ်နေအဲ့တော့လက်ရှိရဒီချန်ပီယံလိမှာဒီအာဆင်နယ်က14ပွဲကစားရယ်ကွယ်14ပွဲမှာ17ပွဲနိုင်တယ်3ပွဲတည်ကြိုင်ရှုံးပွဲ3ပွဲမရှိဘူးအဲ့တော့အာဆင်နယ်ကဒီလက်ရှိရဒီချန်ပီယံလိမှာဒီ final ပွဲပဲကျန်တော့တယ်ဒီတော့ရှုံးပွဲမရှိချန်ပီယံဖြစ်ဖို့ကိုအတော်လေးနီးစပ်နေအဲ့တော့အခုအမြင်လေးပြောပြပါအောင်ကျွန်တော်အမြင်ပြောမှဆိုဒီချန်ပီယံလိတမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ရှုံးပွဲမရှိပဲနိုင်ခဲ့တဲ့တင်း9သင်းလားပဲ9သင်းလားပဲရှိတယ်ဒါဒီနှစ်မှာတော့တင်းပို့တိုးလိုက်ပေါ့6သင်းနေနဲ့အာဆင်နယ်ပါဝင်လာပြီလို့ပြောအောင်ဒါတော့ကိုယ့်ရဲ့ပါစတင်အမြင်မှာတယောက်တည်းဖြစ်နိုင်နေတယ်များပါဆိုကိုယ့်ရဲ့အာဆင်နယ်ကိုချစ်တာသလားဟုတ်ကဲ့ပါချစ်တော်လေးခါကြရင်လည်းကျွန်တော်သူများလို့မျက်စိမိတ်စုံမိတ်ပြီးချစ်တာမဟုတ်ကိုယ်တင်အားနေရင်လည်းအားနေတာကိုထောက်ပြတယ်ကိုယ်တင်
ဟိုကောင်းရင်လည်းကောင်းတဲ့ခါလေးချီးကျူးတယ်ဒီလိုမျိုးကြီးတစ်ဖက်ဇောင်းနေတော့အားပေးတာတော့မဟုတ်ဘူးဒါပေမဲ့အာဆင်နယ်တော့ဒီနှစ်မှာရကိုရသေးတယ်ရမယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီ Champions League Final မှာ PSG အသင်းနဲ့ Arsenal ကရင်ဆိုင်ရမယ်ကျွန်တော်ခုနရှေ့ပိုင်းမှာပြောခဲ့သူပဲ PSG အသင်းကတိုက်စစ်ပြီးရင်ဆိုပြီးတော့တင်စားခံတာ Arsenal ကကန်ဆယ်ပြင်ပေါ့ဒါပေမဲ့ပြီးခဲ့တဲ့ Semi Final ပွဲတွေကျွန်တော်ဒုတိယကြောပွဲတွေပြန်ကြည့်မယ်ဆိုရင် PSG အသင်းက Bayern Munich အသင်းနဲ့ဒုတိယကြောပွဲမှာ1-0ရဖြစ်သွားတဲ့အချိန်မှာသူကခံစစ်ကိုပေါ့တော်တော်လေးမာကျော်ခိုင်မာတဲ့ခံစစ်စွမ်းရည်ကို PSG အသင်းကပြသနေတာဒီလိုပါပဲ Arsenal အသင်းကလည်း Atletico နဲ့ Champions League Semi Final ဒုတိယကြောမှာတိုက်စစ်စွမ်းရည်ပေါ့နော်အရင်ပွဲလိုမျိုးခံစစ်ကိုပိတ်မစော့ဘဲနဲ့တိုက်စစ်ကိုတော်တော်လေးဆက်လက်ပတ်ညံ့ညောကစားဟွာတွေ့အဲ့တော့ဒီပွဲမှာပွဲဟိုပုံမှန်တိုင်းဆိုရင်တော့ PSG ကတိုက်စစ်ကစားမယ် Arsenal ကခံစစ်ကစားမယ်လို့ယူဆလို့ရအဲ့တော့ဒီပွဲမှာတကယ်လို့များကိုနီးပြူအပြောင်းလဲကိုမြင်ရနိုင်လား Final ဆိုတော့လေတပွဲစာပေါ့နော်နီးပြူအပြောင်းလဲ Arsenal ရောလုံနိုင်တာ PSG တော့လုံနိုင်အခုနီးစတစ်ပိုင်းနဲ့ဆိုရင်တော့လူးအင်ဒရစ်ကဟိုအာဒီတာတဲ့ဆိုင်ဟိုပို့ပြီးတော့တာတယ်လို့လည်းပြောရမယ်နီးပြအတွေ့အကြုံရနီးပြအတွေ့အကြုံရလည်းပို့ပြီးတော့အားတာတယ်ပြောမယ်ဆိုရင်တော့ဟိုကြီးကြီးပြောမယ်ဆိုတော့ချန်ပီယံလိဖိုင်နယ်မှာ तू ကဒီနှစ်ဆိုရင်2ချိန်ဆက်ရောက်တယ်ဆိုတော့ဒါ तू က experience အာဒီတာနဲ့ဆိုင်ပို့ပြီးတော့ပို့များတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နီးပြကအပြောင်းလဲလဲဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တစ်ခုကအာဆင်နယ်ကရတာပေးပြီးတော့ကစားမဲ့အသင်းလည်းဖြစ်တယ်ဒါပေမဲ့ PSG ကိုမေးလို့မရဘူးဆိုတာ PSG ကတကယ်ကိုမာကျော်တယ်ကြစ်လစ်တယ်ကစားတာနောက်ပြီးတော့တူးချင်းစွမ်းဆောင်တော့ဒီတော့ game ကိုပြောင်းလဲလုံးနိုင်တယ်ပြိုင်ပွဲရဲ့အဖြေကိုပြောင်းလဲလုံးနိုင်တဲ့ကစားသမားတွေအများကြီးရှိတယ်အဲ့ဒါကိုလေကျွန်တော်တို့ကမေးလို့မရအောင်အာဆင်နယ်ကြီးပဲပြောလို့ဆိုရင်တစ်ဖက်ကPSG ရဲ့အာသာချက်အားနည်းချက်ကိုလေကျွန်တော်တို့ပြန်ပြီးလေးလာသုံးသပ်ရမယ် PSG မှာဘာတွေအားသာဆိုတော့နီးပြလူးအင်ဒရစ်ရဲ့နီးပြကြွယ်ဝမှုရဲ့ကစားသမားတွေရဲ့ဒီပြိုင်ပွဲဝင်စိတ်သက်ပြင်းထန်တာတွေကိုကျွန်တော်တို့မေးလို့မရအောင်အခုတော့ game ပြိုင်ပွဲတစ်ခုကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားတွေလည်းအများကြီးရှိတယ်ဒီနှစ်သိန်းရဲ့အားသာချက်အားနည်းချက်တော့နီးပြတွေနဲ့လည်းအများကြီးသက်ဆိုင်တယ်လို့ယူဆရပါဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာတော့ဒီ PSG အသင်းကတော့သူတို့ရဲ့ပုံစံတိုင်းပဲ Arsenal ကိုဒီလွှမ်းမိုးပြီးတော့ကစားဖို့များပါတယ် Arsenal ကတော့ဒီခံစစ်ကိုပဲလုံခြုံအောင်ထားပြီးတော့ဒီတောင်မန်စာကာလို့ Lucas တို့နဲ့တိုးအားနဲ့ကစားမျိုးတင်ပါတယ် PSG အသင်းမှာအခုခုနပြောလို့ပါတကယ်တိုက်စစ်မှာဒီပွဲဖြူပြောင်းလဲနိုင်တဲ့ကစားသမားတွေများလာတာ Arsenal တတိထားမဲ့အချက်လည်းဖြစ်နေပါတယ်ဗျအဲ့တော့ဒီ PSG နဲ့ Arsenal တဲ့ final တကယ်ကိုကြည့်ကောင်းမဲ့ပွဲလည်းဖြစ်ပါတယ်အဲ့တော့ကွယ် Arsenal တော့ဒီခန်းနားလုံးနဲ့ຢာတွေတခုဖြစ်တယ်ပထမဆုံး Champions League ဘယ်လိုရဖို့နီးစပ်နေတယ် Premier League Champions League ကိုလည်းဒီရဖို့နီးစပ်နေအဲ့တော့ဒီຢာဒီမှာအခုသဘောကျဆုံးကစားသမားပေါ့နော်တည်င်းလုံးကောင်းတာတော့ဟုတ်ပါတယ်ဒါပေမဲ့အခုသဘောကျဆုံးကစားသမားဘယ်လိုဖြစ်မလဲဗျကျွန်တော်တော့သဘောကျဆုံးကစားသမားဆိုရင်ပြောမယ်ဆိုကျွန်တော်အခုချိန်ဒီ Arsenal မှာဟိုသဘောကျဆုံးကတော့ Declan Rice ပဲเนาะ Declan Rice ဘာဖြစ်လို့ဆိုတော့နောက်တန်းကိုလည်းကူညီပေးနိုင်တယ်တိုက်စစ်ရဖို့လည်းဟိုအများကြီးပံ့ပိုးပေးတယ်ရှေ့လေနောက်ကို तू ကလိုက်ပြီးတော့အချိုးကြပေါင်းဆက်ပေးတာတသိန်းလုံးကိုအချိုးကြပေါင်းဆက်ပေး Declan Rice ကောင်းဒါပေမဲ့တချို့ကစားတော့မကောင်းဘူးကစားပါဂါဘီယယ်တို့ဆလီဘာတို့ဘာလို့ဆိုလဲတကယ်ကိုကောင်းတဲ့ကစားယောဂရက်ဆိုလဲအရှိမတော်တော်ကောင်းတယ်အဲ့မှာဆာကာတို့ဆိုလဲဒိုင်ယာမရခင်ကတော်တော်ကောင်းခဲ့ဒိုင်ယာရပြီးနောက်ပိုင်းမှာနည်းနည်းလေးပြန်ကျသွားတယ်ဟိုတနေ့ကဆိုရထုတ်ခံရတဲ့ပုံစံလေးတောင်ဖြစ်သွားတယ်ပေါ့ဒါဘာဖြစ်လို့ဆိုကစားသမားတော်တော်ကောင်းကြပါတယ်ကိုကတော့အဇီတို့ဘာလို့ဆိုလဲတကယ်ကိုကောင်းတဲ့ကစားသမားတော်တော်များနောက်တော့အာတီတိုင်းအကြိုက်ဆုံးဇူဗီမန်ဒီလားမသိလားဇူဗီမန်ဆိုပွဲတိုင်းတော့ဖလာလေးလုံးလမ်းကြောင်းမှရှိတော့လဲဇူဗီမန်ဒီတပွဲမှမထုတ်ဇူဗီမန်ဒီဒါပေမဲ့ဟိုတနေ့ကထည့်ပြီးပြန်ထုတ်လိုက်တာတော့အာတီတာဘာချောင်းတာလဲတော့မသိဘူးနော်အဲ့ Declan Rice နဲ့ဒီ Lewis Kelly အတွဲကိုကွာဒီ final နီးလာတဲ့အချိန်မှာသူတောက်လျှောက်စမ်းပြီးသုံးနေပေါ့နော်ရှေ့၄ပွဲလောက်မှာသူတောက်လျှောက်သုံးတာဒီ Lewis Kelly နဲ့ Declan Rice အတွဲရတယ်တော်တော်လေးလဲအလုပ်ဖြစ်နေတော့လေဒီ final မှာလည်းဒီအတွဲပဲသုံးလာမှာကွာအဲ့တော့အခုအနေနဲ့တော့ဒီຢာဒီမှာအကြိုက်ဆုံးကစားမဆိုရင်တော့ Declan Rice ပဲဘာလို့ Lewis Kelly နဲ့ Declan Rice နဲ့တော်တော်လေးကိုအတွဲမိတယ်ပေါ့နော်ဒီဇူဗီမန်ဒီတောင်မှသူကြိုက်တဲ့ဒီအာတီတာရဲ့အကြိုက်ဆုံးကစားမဇူဗီမန်ဒီတောင်မှဘန်ရှော့ယူတော့ဒီLewis Kelly နဲ့ Declan Rice ကတကယ်ကိုအတွဲမိပြီးတော့ Arsenal ရဲ့မျောလင်းချက်ရေးကြီးမျောလင်းချက်အိမ်မက်တွေပို့ပြီးတော့ရှင်းသန်စေပါကျွန်တော်တရုံအမြင်သေးဆိုရင်တော့ Declan Rice ပို့ပြီးသဘောကျအောင်ဟုတ်ကဲ့ပါအဲ့ Arsenal မှာဆိုတဲ့ Declan Rice ကတော့တကယ်ပေါ့နော်ကွင်းလက်မှာဒီပေါင်တန်းတွေကပေးရကြုံနဲ့တဲ့ကစားသမားလည်းဖြစ်တယ်ပြီးတော့ကျွန်တော်ကနောက်ထပ်ကြီးကျိုးချင်တဲ့ကစားသမားရှိပါတယ်ကိုရမ David ရာဒါတော့ပေးထားလို့မရဘူးပုံလေးရဆိုဒီ Watson နဲ့တကယ်အဆုံးဖြတ်ပွဲမှာဆို David ကလက်ဆွဲပြကောက်ပဲဒီရှေ့ပွဲမှာလည်းတောက်လျှောက်ကောက်ပဲဒီ Premier League ရွှေလက်အိတ်စုကို300ကြီး10ရရဲ့ကစားသမားဆိုတော်တော်လေးလည်းရှာတယ်ပြီးတော့ဒီဘောလုံးဒီရောစုကိုရနိုင်တယ်ဆိုပြီးတော့မှတ်ချက်ပေးကြတယ်ဒီဘောလုံးဒီရောကိုရိုမာထဲမှာရဘူးလားဆိုရင်ဒီလက်ရရှင်တယောက်ပဲရှိခဲ့ပေါ့နော်အဲ့လိုဆိုတော့တကယ်လည်း David ကရမလားဆိုတော့ကျွန်တော်စောင့်ကြည့်မယ့်အခြေအနေမျိုးလည်းဖြစ်ပါတယ်ပေါ့အဲ့တော့ကွယ်ဒီနောက်ဆုံးမေးခွန်းနေတယ်ပေါ့နော် Arsenal ကဒီ Champions League Final မှာပေါ့နော်ခြေနေရောကောင်းနေပြီးတော့ဒီ Premier League အသင်းတွေဖြစ်တဲ့ဒီ Europa League Final မှာ Villa အသင်းဒီ Conference League Final မှာ Crystal Palace အသင်းမှာဒီအသင်းတွေပေါ့နော်နောက်ဆုံးအနေနဲ့3သင်းစလုံးအခုအောင်ပွဲရမယ်ထင်တာဗျ
ကျွန်တော်တို့ဒီ Aston Villa ကနောက်ပိုင်း Premier League ပြည်တွင်းပွဲတွေမှာရုန်းကန်နေဆိုပေမဲ့ဥရောပပွဲတွေကြာရင်လည်းလုံးဝခြေစွမ်းတော်တော်ကောင်းတဲ့အသင်းဖြစ်တယ် Crystal Palace ကကြတော့လေဒီပြည်တွင်းပွဲမှာကြတော့ရုန်းကန်နေရတယ်ဥရောပပွဲတွေမှာလည်းတကယ်ကို share ကောင်းတဲ့အသင်းဖြစ်တယ်ကျွန်တော်တို့ Crystal Palace မှာဘာလို့သဘောကျလဲဆိုတော့ဒီစားရဲ့ဥဆောင်မှုစားရဲ့ဥဆောင်မှုကတကယ်ကြိုက်တယ်ကျွန်တော်သိခဲ့တာဟိုလာလီဂါတို့စီးရီးဆိုတော့နောက်မှသိခဲ့တာလေပရီးမီးယားလိပဲသိခဲ့ဆိုတော့ပရီးမီးယားလိပဲပို့ပြီးတော့အားပေးကြတယ်အဲ့တော့ကျွန်တော်အင်္ဂလန်အသင်းတွေအောင်မြင်ပါစေအောင်မြင်မှုရနိုင်မယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ကဲ့ပါနောက်ဆုံးနေတော့ဒီအာဆင်နယ်နဲ့ပတ်သက်ပြီးကိုအာဆင်နယ်ပရိသတ်တယောက်အနေနဲ့နော်ဒီခန်းသားလုံးနဲ့ຢာတွေတခုမှာကိုအနေနဲ့အမှတ်တရစကားလေးဖြည့်ဆွတ်ပြောချင်တာရှင်ပြောရေးပါအောင်ဗျာကျွန်တော်တို့ဒီနေ့အာဆင်နယ်ဟို2006ချန်ပီယံလိဖိုင်နယ်မှာလွဲခဲ့တဲ့ချန်ပီယံကိုဒီနေ့2026နှစ်20မှာပြန်ပြီးတော့ရရှိပါသေးလို့ဒီနေ့ကနေဆုတောင်းပါတယ်ရလဲရရှိချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှာဆိုရင်တော့ဒီဟန်နာရီနဲ့အသင်းကြီးပြချုပ်ကိုမျိုးမင်းထွန်းနဲ့အတူကျွန်တော်သုံးသက်တင်ဆက်ပေးခဲ့ဖြစ်ပါတယ်အာဆင်နယ်ချန်ပီယံလိရမယ်နှစ်လားပရီးမီးယားလိအသင်းတွေခက်လားဆိုတဲ့အကြောင်းအလေးသုံးသက်တင်ဆက်ပေးခဲ့ရဖြစ်ပါတယ်ညာနောက်လာမယ့်အစီအစဉ်တွေမှာတိသက်ပို့ပြီးကောင်းမွန်တဲ့အကြောင်းအလေးတင်ဆက်ပေးမှဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါညာကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ